ပူပြင်းတဲ့နေရာဒီမှာလက်ချောင်းမှာလှုပ်လှုပ်နေတဲ့ဝန်ထမ်းတွေအားလုံးရှင်းပြလန်းဆန်းစေဖို့အတွက်ရာသီစာလေးတစ်ခုကိုပြင်ဆင်ထားတယ်။ဆိုင်လိုင်းမှာရှိနေတဲ့ဒီတက်ပင်ကကျွန်တော်တို့ဆိုင်ကိုရိတ်အာဝါဒပေးအောင်တာမကလို့ဆိုင်ဝန်ထမ်းတွေအတွက်လည်းဟောဒီလိုမျိုးရာသီစာလေးတွေကိုလည်းဖန်တီးပေးတတ်ပါတယ်။ဒီမြင့်ပိုင်းကအသီးတွေကိုခူးကျင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအပင်လေလောက်ကိုတက်ပြီးတော့ခက်ခဲစေရွေးချယ်လိုက်တယ်။အပင်အောက်ပိုင်းကတီးလေးတွေကတော့တီးနေသေးတာမလို့ဒီတစ်ခေါက်မှာတော့ထားခဲ့လိုက်မယ်။တလုံးပြီးတလုံးခူးပြီးတဲ့နောက်မှာတော့ဆိုင်လုံးကဝန်ထမ်းတွေအတွက်လုံလောက်တဲ့တရက်တီးတွေကိုရရှိနေပါပြီဗျ။တရက်တီးတွေကလည်းတလုံးကကျွန်တော်လက်ဝါးစာလောက်ရှိတယ်။တရက်တီးကိုရာသီစာအနေနဲ့ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ချင်းချင်းငန်းငန်းဆက်ဆက်နဲ့တရက်တီးတုပ်လှုပ်စားမှာပဲဖြစ်ပါတယ်။ဂိုက်စာမိမိရဂိုက်စားနိုင်စေဖို့မတိမကြီးစိုက်လေးတွေကိုဒါနဲ့ကြွရွထိမိနေစေဖို့တရက်တီးလေးတွေကိုရေခဲစိမ်ပါပဲ။ငပိကိုမိခင်နေပါထောက်ပါမယ်။ဒါနဲ့လေးမိနေရပစုံကြောက်လေးလည်းပါရနော်ပြင်ဆင်ထားတဲ့အစာပလာအမဲတွေအားလုံးကိုဘန်းထဲမှာထည့်လိုက်ပါပြီ။ပြီးရင်တော့ဆွမ်းနာတော့ရေခဲစိမ်ထားတဲ့ကျွတ်ရွနေတဲ့တရက်သီးလေးတွေကိုထည့်လိုက်ရအောင်။အရသာစိတ်ဝင်စားဖို့အတွက်ရောနှောနယ်ဖက်မှုကလည်းအရေးကြီးတယ်ဗျ။လူကြီးမင်းတို့တော့မသိဘူးကျွန်တော်တော့တော်တော်လေးကိုတည်ရကြနေပါပြီ။အဲမပူကဘာလာလုပ်နေလဲ Wait a minute. Who are you? အော်ဆိုင်အောင်လာတဲ့ customer တွေဦးပြကျွေးဖို့အတွက်တီးတန့်ဦးချဖယ်နေတာပါလေဗျ။ဒီမန်းကိုဖယ်လိုက်တဲ့အချိန်မှာနန်းတယောက်ချင်းစီတိုင်းမျက်နှာတိုင်းမှာရွှေမျိုးပျော်ရွှင်နေပါပြီ။နောက်တစ်ခေါက်မှာဆိုရင်လည်းကျွန်တော်တို့နှက်ကြောစာကြီးမှာဘယ်လိုမျိုးရာသီစာတွေကိုလှုပ်ရှားသွားမလဲဆိုတာကိုစောင့်ကြည့်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်ဗျ။အားလုံးပဲတတား